ဒီဇက်ကဟာအရန်မိုက်တဲ့ action တွေနဲ့တနက်ပြစ်ခမ်းများကြောင့်ကြော်ကြားတဲ့ fighter ကြီး John Wick ရုပ်ရှင်စက်ကြော်လာတဲ့ဇလန်တစ်ပုတ်ဖြစ်ပါတယ်ဒီကားကို ballerina လို့ခေါ်ပြီး2025ခုနှစ်မှာထွက်ရှိခဲ့တာပါဇလန်အစားပိုင်းမှာစေးအောင်တစ်ခုပေါ်မှာ Eve နဲ့စတင်ဆုံတွေ့ရမှာပါသူမဟာတကူလုံးတွေးတွေပေးချန်နေပြီး PDP ဆုံးတဲ့တချင်းတစ်တာလေးတစ်ခုကိုစိုက်ကြည့်နေပါတယ်နောက်ကြောင်းပြန်ရင်တော့ Eve ဟာသူမကိုဘယ်လေးအကတွေတင်ပြီးတဲ့ဖခင်ဖြစ်သူ Javier နဲ့အတူအေးအေးချမ်းချမ်းနေထိုင်နေတာကိုမြင်တွေ့ရမှာပါဖခင်ဖြစ်သူကသူမရဲ့ကားကွက်တွေကိုချီးမွမ်းကမ်းဖွင့်ပြီးသူမဟာသူမရဲ့အမဖြစ်သူနဲ့လုံးဝတထဲတာတည်းပဲပြောပေမဲ့ Eve မှာတော့အဲ့ဒီအမဆိုတာဘသူလဲဘဲကလည်းမသိပါဘူးအဲ့ဒီညမှာ Eve ရဲ့ဖခင်ကရေချိုးနေတော့လက်နက်ကင်လူတစုက NPC သားသားအိမ်ဆောင်လုံခြုံရေးတွေကိုတယောက်ပြီးတယောက်တုတ်တင်ရှင်းလင်းရင်အိမ်စီကိုဥတီလာနေခဲ့ကြပါတယ်Javier ဟာရန်သူတွေရောက်နေတာကိုသိသွားတာကြောင့် Jackie Chan အကွက်တွေနဲ့ပြန်လည်တိုက်ခိုက်ခဲ့ပြီးဟိုကောင်တွေကန်းသွားအောင် smoke ဘုံတစ်လုံးလှမ်းပစ်လိုက်ပါတယ်သူကသမီးဖြစ်သူကိုအန်ဒီရဲ့ကင်းတဲ့နေရာမှာတွားပုံးနေဖို့နဲ့အပြင်ကိုထွက်မလာဖို့မှားကြပါတယ်နောက် Javier ဟာလက်နက်ကင်လူတွေကိုဆက်လက်တိုက်ခိုက်ခဲ့ပေမဲ့သူကိုယ်တိုင်ကဘလောက်ဆရာကြကြရန်သူအင်အားကအရန်ကိုများပြားလို့နေပါတယ်နောက်ဆုံးသူကစူပါမန်လည်းမဟုတ်တော့ရန်သူတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးဆရာကြီးခိုင်းချုပ် Chancellor ရောက်ရှိလာခဲ့ပါတယ် Chancellor က Javier ကိုတစ္ဆာဖောက်မှုနဲ့ဆွဆွဲတော့တယ်ဗျသူတို့ဘက်က Javier ကိုမိသားစုဝင်တယောက်လိုကြိုဆိုခဲ့ပြီးသမီးဖြစ်သူနဲ့တောင်လက်ထပ်ခွင့်ပေးခဲ့ပါရဲ့နဲ့အခုလိုလုပ်ရမလားဆိုပြီးအသေးတွေနာတာပေါ့ဗျာသမီးတောင်ပေးထားတာကိုသူက Javier ကြောင့်သူ့မိန်းမတေဆုံးခဲ့ရတယ်လို့အပြစ်တင်ခဲ့ပြီးသူတို့အခုလာတာ Eve ကိုဖမ်းဆီးဖို့ဖြစ်ကြောင်းပြောပါတယ်။ Chancellor ဟာဆရာကြီးစတိုင်အလန်းစားနဲ့ Javier ကိုကြီးစံ1000တဲပါတဲ့တနက်ပေးပြီးရွေးချယ်စရာတစ်ခုပေးခဲ့ပါတယ်။ Eve ရဲ့အသက်ချမ်းသာဖို့အတွက်မိမိကိုတတ်မလား။သို့မဟုတ် Chancellor ကိုတတ်မလားဆိုတာပါပဲ။ Chancellor ကိုတတ်ဖို့ကြိုးစားရင်တော့ဘီယာကောင်တွေကဝိုင်းပစ်မှာပေါ့ဗျာ။သမီးကိုအသက်ထက်မကချစ်ပြီးငဒုံးမဟုတ်တဲ့ Javier ဟာမိမိကိုတတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမောင်းခလုတ်ကိုမစွဲခင်မှာပဲတိတ်တဆိတ်ပုံးကြည့်နေတဲ့သမီးဖြစ်သူကအော်ဟစ်လိုက်ပါတော့တယ်။ကျွန်တော်တို့ထင်တယ်လို့ပါပဲ။သူမပုံးနေတဲ့နေရာပေါ်သွားပြီးခေါင်းဆောင် Chancellor ထွက်ခွာသွားတဲ့အချိန်မှာ Javier လည်းဝိုင်းထားတဲ့ကောင်တွေကိုထချပါတော့တယ်။ Javier ဟာအများစုကိုချနိုင်ပေမဲ့ငတိတယောက်ကသူ့ကိုကြမ်းမြင်ပေါ်ဖိနှိပ်ထားပြီးတတ်ဖို့လှုံ့ဆော်ခဲ့ပါတယ်။ဒါကိုမြင်လိုက်တဲ့ Eve ဟာတနက်တက်လက်ကိုကောက်ကင်လိုက်ပြီးဖခင်ဖြစ်သူကိုတတ်နေတဲ့လူကိုပြစ်ထည့်လိုက်တော့တစ်ဖက်ကောင်ခမပွဲချင်းပြီးရှောသွားရှာတယ်။အဲ့ဒီနောက်အတူတူထွက်ပြေးခဲ့ကြပေမဲ့လမ်းမှာနဲ့ Javier ဟာတနက်ပစ်ခံလိုက်ပါတယ်။သူဟာချက်ချင်းပဲဘုံတစ်လုံးလှမ်းပစ်ပြီးအဲ့ဒီဘုံပေါက်ကွဲမှုကြီးကအိမ်ထဲကလူတွေအကုန်လုံးကိုပါတိတ်ဆုံးသွားစေခဲ့ပါတယ်။ Beyond Godlike Skill ပေါ့ဗျာ။ Javier ဟာရရှိထားတဲ့ဒဏ်ရာတွေကြောင့်တိတ်ဆုံးသွားခဲ့ပြီးသမီးဖြစ်သူကိုတော့ပျက်စီးခြင်းနေနဲ့ထားရစ်ခဲ့ရပါတော့တယ်။သွေးတွေပေးချန်နေပြီးဆေးရုံရောက်လာတဲ့ Eve အနာကို John Wick စကားတွေက Winston ရောက်ရှိလာပါတယ်။သူက Eve ဖခင်ဖြစ်သူဟာလူကောင်းတစ်ယောက်ဖြစ်ပြီးသမီးဖြစ်သူကိုတာမန်ဘဝမျိုးပဲပိုင်ဆိုင်စေခြင်းခဲ့တာလို့ပြောပြခဲ့ပါတယ်။သူက Eve ရဲ့စိတ်နာခြင်းမှုတွေကိုပျောက်အောင်မလုပ်ပေးနိုင်ပေမဲ့သူမကို Javier ရဲ့မိသားစုစီခေါ်ဆောင်သွားပေးပြီးအဲ့ဒီမိသားစုကသူမကိုစောင့်ရှောက်လိမ့်မယ်လို့ကတိပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာပဲ Winston ဟာ Eve ကို Raska Roma ဆိုတဲ့ဖြောဖြီးရေးကပွဲအသွင်ဆောင်ထားတဲ့ Hewlett လူသက်သမားအဖွဲ့အစည်းစီခေါ်သွားခဲ့ပါတယ်။အဲ့ဒီနေရာမှာသူမအဖွဲ့ရဲ့ဒါရိုက်တာနဲ့စုံတွေ့ခဲ့ပြီးဒါရိုက်တာကအကတက်လာလို့မေးတဲ့အခါ Eve ကတက်ကြောင်ပြောပြပါတယ်။ဒါရိုက်တာက Eve ရဲ့ရင်ထဲကဒေါသတွေကိုစနစ်တကျအသုံးချနိုင်အောင် Batman လိုမျိုးကြမ်းလာအောင်သူတို့ကလမ်းညွှန်ပေးသွားမယ်လို့ဆိုပါတယ်။ Winston ဟာ Eve ကိုရွှေတင်းကားပြတပြပေးခဲ့ပြီးသူဟာသူမအတွက်အမြဲတမ်းရှိနေပြီမယ်လို့ဂတိပြုကထွက်ခွာသွားခဲ့ပါတယ်။ကောင်မလေးက Nogi ဆိုတဲ့နီးပြတစ်ယောက်နဲ့တွေ့ပြီး Nogi ကသူမရဲ့ဖခင်ဟာဒီအဖွဲ့ရဲ့ Kikimora ဖြစ်ကြောင်းနဲ့ Kikimora ဆိုတာအပြစ်မဲ့သူတွေကိုကာကွယ်ပေးတဲ့ဒန်ဒါရီလာနတ်ဝိညာဉ်တစ်ခုဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ Batman လိုမျိုးပေါ့ဗျာ။ဆန်နဲ့ကြာပြီးနောက်အချလောင်းဆိုပြီး Eve ဟာအရန်လာတဲ့ NRT Armas လေးဖြစ်သွားပါတယ်။အဲ့ဒီမှာ Eve ဟာဘယ်လေးအကကိုခြေဖွားတွေတွေးထွက်လာတဲ့အထိလေ့ကျင့်နေတာကိုမြင်တွေ့ရမှာပါ။သူမရဲ့တငယ်ချင်း Tatiana ကဂယုဆိုင်ဖို့တိုက်တွန်းခဲ့ပေမဲ့ Eve ကညင်းပြီးသူမဟာအရန်လာတဲ့ Kikimora တယောက်ဖြစ်လာဖို့အတွက်မဆောင်ဆိုင်နိုင်တော့ပါဘူးပေါ့ဗျာ။ဘယ်လေးအကအပြင်သူမဟာလက်နက်မျိုးစုံကိုကျွမ်းကျင်စွာကင်တွယ်တတ်အောင်အမှောင်ရိပ်ထဲကနေရွေ့လျားတတ်အောင်နဲ့တိကျပြတ်သားစွာတိုက်ခိုက်တတ်အောင်မှာပိုးစိုးပတ်ဆက်လေ့ကျင့်ခဲ့ပါတယ်။နီးပြ Nogi ကသူမကိုကြန့်ခိုင်ဖို့အမြဲအားပေးပြီးမိမိထက်ခန္ဓာကိုယ်ကြီးမားတဲ့ weight ဘောတွေနဲ့ရှိရင်တော့မိမိရဲ့ခွန်အားရှိသမျှသုံးပြီးတိုက်ခိုက်ဖို့တွန်းအားပေးခဲ့ပါတယ်။ Eve ဟာတဖြည်းဖြည်းတိုးတက်လာခဲ့ပြီး Raska Roma ရဲ့ထိပ်တန်းအတော်ဆုံးကျောင်းသူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဇက်လိုက်မင်းသမီးကိုဗျာ။တရက်မှာတော့သူမရဲ့တငယ်ချင်းတာတီယာနာကိုမတွေ့လို့ဒါရိုက်တာစီတွားရောက်မေးမြန်းခဲ့ပါတယ်။ဒါရိုက်တာကတာတီယာနာမှာ Eve လိုမျိုးစောက်ကျန်းစိတ်တက်မရှိတာကြောင့်အဖွဲ့ကနေထွက်သွားရတာလို့ရှင်းပြခဲ့ပါတယ်။အဲ့ဒီနောက် Eve ကသူမဟာ Kikimora ဖြစ်လာဖို့အစင်သင့်ဖြစ်ပြီလို့ကြေညာလိုက်တဲ့အတွက်ဒါရိုက်တာကစမ်းသပ်မှုတစ်ခုလုပ်ပါတော့တယ်။နောက်တော့ Eve ကအခန်းတစ်ခုမှာ10ကျော်လောက်သက်ရှိတဲ့ဝါရင်းလူသက်သမားတစ်ယောက်နဲ့ထိတ်တိုက်ရင်ဆိုင်ရပါတယ်။စမ်းသပ်မှုကရိုးရှင်းပါတယ်။လက်နက်တစ်ခုကိုအမြန်ဆုံးတက်ဆင်ကြီးစံ1000တဲထည့်ပြီးတစ်ဖက်လူကိုတေးအောင်ပြစ်တက်ရမှာပါ။နှစ်ယောက်လုံးကအမြန်ဆုံးစလုပ်ခဲ့ကြပေမဲ့နောက်ဆုံးမှာတော့ Eve ကပိုမြန်ဆန်ပြီးတစ်ဖက်အမျိုးသမီးကိုပြစ်တက်လိုက်နိုင်ခဲ့ပါတယ်။သင်ခန်းစာကတော့ fighter ဖြစ်ဖို့လက်မြန်ချီမြန်ရှိဖို့လိုတယ်ဗျ။အဲ့ဒီညမှာပဲ Eve ဟာဒါရိုက်တာစီလာတဲ့ Gandawin John Wick ကိုတွေ့သွားပါတယ်။သူမဟာ John Wick အနားသွားပြီးသူဟာ Gandawin မြောက်ဘာဘာယာကလားလို့မေးမြန်းခဲ့ရာ John Wick ကဟုတ်ချင်လဲဟုတ်မယ်။ဟုတ်ချင်မှလည်းဟုတ်မယ်။နင့်အပူပါလား။လို့မပြောပဲဟုတ်တယ်လို့ဝန်ခံပါတယ်။ Eve က main ကလေးဆိုတော့မနေနိုင်လို့ဆက်ဆူဆူနဲ့သူ့လိုမျိုးဘလို့ဖြစ်အောင်လုပ်ရမလဲလို့မေးပေမဲ့ John Wick ကတော့ကောင်မလေးကိုအချိန်ရှိတုန်းဒီလမ်းကြောင်းကနေအမြန်ဆုံးလစ်ဖို့တိုက်တွန်းပါတယ်။
အချိန်နဲ့ကြာတော့ Eva ပထမဆုံး machine ကိုလက်ခံရရှိခဲ့ပါတယ်အဲ့ဒါကတော့ပြန်ပေးဆွဲပြီးငွေညစ်ခံရမှာကိုစိုးရိမ်နေတဲ့ဘောစီတယောက်ရဲ့သမီးကိုစောင့်ရှောက်ပေးဖို့ပါပဲရောပါကြီးစံနေထည့်ထားတဲ့တနက်တလက်ကိုကင်ဆောင်ပြီး Eva night club တစ်ခုစီရောက်လာကသူမကာကွယ်ရမယ့်အမျိုးသမီးကိုလှမ်းမြင်လိုက်ရပါတယ်အဲ့ဒီအမျိုးသမီးကပျော်ပါကမြင်းနေတော့မှာပဲကလပ်ထဲကိုကြောင်တောင်တောင်နဲ့ suits တွေဝတ်လာတဲ့ဘဲချိုးကသူမစီကိုတိုးကပ်လာပါတယ် Eve ကကလပ်ထဲကိုကြောင်တောင်တောင်နဲ့ suits တွေဝတ်လာတဲ့အတွက်ဒါဟာအန်နီယေဆိုတာရိပ်မိသွားပြီးသူမကိုကယ်တင်ဖို့အပြေးလွှားသွားခဲ့ပါတယ်အစာပိုင်းမှာတော့ရန်သူအင်အားကအယမ်းများလွန်းတာကြောင့် Eve တယောက်အသိခံရပါတယ်ဒါပေမဲ့သူမကလက်ပြန်တွေဒူးပြန်တွေကာရာတေးတွေဂျူဒိုတွေနဲ့ပြန်ချပြီးအကုန်လုံးကိုသိလိုက်ပါတယ်အဲ့ဒီမှာတင်ပြန်ပေးဆွဲဖို့စူးစမ်းနေတဲ့ခေါင်းဆောင်ဖြစ်သူကိုလှမ်းမြင်ပြီး Eva လမ်းမှာရှိတဲ့ရေခဲခွဲပစိန်တလက်ကိုယူပြီးလိုက်လံတိုက်ခိုက်ပါတော့တယ်သူမဟာရေခဲခွဲပစိန်နဲ့စက်တိုက်ကင်လိုက်တာကြောင့်အဲ့ဒီလူကလှောသွားပြီးအမျိုးသမီးကိုလည်းကဲတင်နိုင်ခဲ့ပါတယ်ဒီနောက်မှာတော့ Eva တရဝင်ကီကီမိုရာတယောက်ဖြစ်လာခဲ့ပြီးဖခင်ဖြစ်သူနဲ့တူတဲ့အလန်းစားတက်တူကိုရရှိခဲ့ပါတယ်နောက်နှစ်လကြာမှာ Eva လူသတ်မှု mission တစ်ခုကိုပြီးမြောက်အောင်မြင်ပြီးနောက်ရေချိုးကမ်းမှန်ထဲမှာကို selfie တစ်ပုံရိုက်လိုက်ပါတယ် mission အောင်မြင်မှုကြောင့်သူမရဲ့ဘဏ်အကောင့်ထဲကိုမနှဲမနှောငွေတွေဝင်လာပါတယ်နောက်တော့ Eva ကားမောင်းထွက်ခဲ့ရာရုတ်တရက်ကားတစ်စီးရဲ့ကြားဖြတ်တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်အစားတုန်းကမိန်းမမောင်းတဲ့ကားလားဆိုပြီးလိုက်ကြည့်နေသေးတယ်သူမကားပေါ်ကဆင်းပြီးအဲ့ဒီသူကိုနှိမ်နှင်းနိုင်ခဲ့ပါတယ်အလောင်းကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့အတိတ်တုန်းကသူမရဲ့ဖခင်ကိုတတ်ခဲ့တဲ့လူသက်သမားတွေရဲ့လက်မောင်းမှာတွေ့ခဲ့ရတဲ့အမှတ်သားကိုတွေ့လိုက်ရပါတယ်Eve ဟာဒါရိုက်တာစီကိုတွားပြီးဖျက်တောက်ယူဆောင်လာတဲ့လက်ကိုထုတ်ပြတယ်။သူမကသူ့အဖေကိုတတ်သွားတာဘလို့အဖွဲ့အစည်းလဲဆိုတာကိုသိအောင်မေးမြန်းခဲ့ပါတယ်။သူမကကလေးစားချေချင်ပေမဲ့ဒါရိုက်တာကတော့အဲ့ဒီလက်ဝါးကတိုင်အမှတ်အသားပါသူတွေဟာဘလို့ဥပဒေကိုမှလိုက်နာတဲ့သူတွေမဟုတ်ဘူး။သူတို့ဟာ Reska Rumor ထက်တောင်ပိုမိုတက်တန်းရင်းတဲ့ရှေးဟောင်းကိုင်းတစ်ခုဖြစ်ပြီးတွားထီလို့ရမယ့်လူမျိုးတွေမဟုတ်ပါဘူးလို့သတိပေးပါတယ်။ဒီအဖြေတွေကိုသဘောမကျတဲ့ Eve ဟာ New York Continental Hotel ကိုတွားပြီး Winston နဲ့တွေ့ဆုံခဲ့ပါတယ်။ Eve ကသူမရဲ့ဖခင်ကိုတတ်ခဲ့တဲ့ထူးဆန်းတဲ့အမှတ်သားနဲ့လူတွေအကြောင်းပြောပြပါတယ်။ Winston ကအဖြေပေးဖို့အင်တင်နေပေမဲ့ Eve ကသူ့ပေးခဲ့တဲ့အကျွေးစေကိုထုတ်ပြပြီးလူကြီးဖြစ်ပြီးဂတိလည်းမတည်ဘူးလို့ပြောပါတယ်။နောက်ဆုံးတော့ Winston ကအမှန်တရားကိုဖွင့်ဟပါတော့တယ်။သူတို့ဘယ်နေရာမှာလှုပ်ရှားနေလဲဆိုတာဘယ်သူမှမသိပေမဲ့အဲ့ဒီဂိုင်းဝင်တယောက်ဖြစ်တဲ့ Daniel Pine ဟာလောလောဆယ် Prague မြို့က Continental Hotel အခန်းနံပါတ်315မှာတဲခုနေကြောင်းသိလိုက်ရပါတယ်။ Eve ကလည်းကျေးဇူးတင်စကားဆိုက Prague မြို့စီဦးတည်ထွက်ခွာသွားခဲ့ပါတယ်။ Eve က Prague ကိုရောက်ရှိလာပြီးအခန်းနံပါတ်314ကို booking လုပ်လိုက်ပါတယ်။ဟိုတယ်အေကန်းမှာလူသက်သမားဇောက်ကျန်းနေစုဝေးနေကြပြီးသူတို့ရဲ့ခေါင်းဆောင်ကတော့လီနာဖြစ်ပါတယ်။အနီးနားကအဆောက်အုံပေါ်ကနေဒန်နီယယ်ရဲ့အခန်းကိုစောင့်ကြည့်နေတဲ့စနိုက်ပါသမားက Eve တယောက်ဒန်နီယယ်ရဲ့အခန်းထဲကိုခိုးဝင်သွားတာကိုလှမ်းမြင်လိုက်ရတာကြောင့်လီနာထံချက်ချင်းသတင်းပို့လိုက်ပါတယ်။ Eve ဒန်နီယယ်ကိုထိတ်တိုက်ရင်ဆိုင်ဖို့အခန်းထဲဝင်သွားခဲ့ပေမဲ့အဲ့ဒီမှာအယ်လာလို့အမည်ရတဲ့ကောင်မလေးတယောက်ကိုတွေ့လိုက်ရပါတယ်။ Eve စိတ်ပြန်လွင့်သွားတဲ့အချိန်မှာဒန်နီယယ်ရောက်လာပြီးသူမကိုတနက်နဲ့ချိန်လိုက်ပါတယ်။ Eve ကသူမရဲ့ဖခင်ကိုတတ်ခဲ့တဲ့လူသက်သမားလာရှာတာဖြစ်ပြီးဘသူကမှမနာကျင်စေချင်ဘူးလို့ရှင်းပြခဲ့ပါတယ်။စနိုက်ပါသမားကသူတို့နှစ်ယောက်ကရံမဖြစ်ပဲစကားပြောနေကြတာလို့သတင်းပို့လိုက်တာကြောင့်လီနာကဒန်နီယယ်ရဲ့စုချင်းငွေကိုဒေါ်လာ4သန်းထိတိုးမြှင့်လိုက်ပါတယ်။လူသက်သမားစောက်ကျန်းတွေကဒန်နီယယ်ကိုတုတ်တင်ဖို့အခန်းစီကိုကတ်လာကြပါတယ်။ဒန်နီယယ်လည်းစုချင်းငွေအကြောင်းသိသွားခဲ့ပြီး Eve ကိုသူတို့ကိုအန်နီယယ်နဲ့တွန်းပို့ခဲ့တဲ့အတွက်စိတ်ဆိုးပါတော့တယ်။အဲ့ဒီနောက်သူကအဲ့ဒီလှို့ဝက်ဂိုင်းဟာအယ်လာကိုဖမ်းဖို့အတွက်သူ့နောက်ကိုလိုက်နေတာဖြစ်ကြောင်းသူကသမီးဖြစ်သူကိုဂိုင်းရဲ့သွားစာလွှမ်းမိုးမှုနဲ့ဝေးရမှာပဲအရွယ်ရောက်စေခြင်းလို့ဖြစ်ကြောင်းဖွင့်ဟပါတယ်။အဲ့ဒီအချိန်မှာပဲလူသက်သမားတွေရောက်ရှိလာတာကြောင့်ဒန်နီယယ်နဲ့ Eve တို့ဟာကြမ်းထော်နေတဲ့အကွက်တွေနဲ့ပြန်ချပါတော့တယ်။ Daniel က Eve အနေနဲ့သူ့သမီးကိုကာကွယ်ပြီးရင်သူမကိုကူညီမယ်လို့ကတိပြုပါတယ်။သူတို့ဟိုတယ်ကနေထွက်ခွာခဲ့ကြပေမဲ့လီနာရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးလီနာတို့ဟာအဲ့ဒီဂိုင်းရဲ့အဖွဲ့ဝင်တွေဖြစ်နေပါတယ်။ Daniel ဟာ Des ရဲ့တပ်ဖြတ်ခြင်းကိုခံလိုက်ရပြီးလီနာကမညာမတာ Eve မျက်နှာလှလှလေးကိုရိုက်လိုက်တော့တတိလစ်သွားပြီးအဲလာလည်းဖမ်းဆီးခြင်းခံလိုက်ရပါတယ်။လီနာဟာဂိုင်းချုပ်ကြီးချန်ဆလာထံဖုံးဆက်ပြီးအခြေအနေကိုအစီရင်ခံပြောကြားခဲ့ပါတယ်။သတိပြန်ရလာတဲ့ Eve ဟိုတယ်ကနေထွက်လာပြီးလက်နက်ပွဲစားတယောက်စီတွားရောက်ကတနက်တွေဝယ်ယူခဲ့ပါတယ်။သူတို့စကားပြောနေတော့မှပဲလူဆိုးကောင်အချို့ဝင်လာပြီး Eve ကိုတတ်ဖို့ကြိုးစားခဲ့တာကြောင့် Eve လက်ပစ်ပုံးအချို့ကိုဖောက်ခွဲပစ်ခဲ့ပါတယ်။လူဆိုးကောင်တွေအကုန်တေသွားတဲ့နောက်သူ့ရဲ့ဆိုင်ငန်းလေးပျက်စီးသွားခဲ့ရတဲ့အတွက်လက်နက်ပွဲစား Eve ကိုကူညီဖို့ဆုံးဖြတ်လိုက်ပြီးဂိုင်းရဲ့လျှို့ဝှက်တီနီယာကိုပေးရခဲ့ပါတယ်။ဂိုင်းနေရာစီသွားတဲ့လမ်းမှာဒါရိုက်တာထံကဖုန်းခေါ်ပြီးသူမကြောင့် Raska Roma အဖွဲ့အန်ဒီရဲ့ရောက်နေတာကြောင့်ပြန်လာဖို့အမိန့်ပေးခဲ့ပေမဲ့ Eve ကပြောချင်တာပြောလှုပ်ချင်တာလှုပ်မဲ့ပုံစံမျိုးပေါ့ဗျာ။အချိန်အနည်းငယ်ကြာပြီးနောက် Eve ဟာHostet ဆိုတဲ့ရွာလေးကကဖေးဆိုင်တစ်ခုထဲဝင်သွားတော့ငငယ်ကတချင်းတစ်တာလေးနဲ့တူညီတဲ့တစ်တာလေးကိုတွေ့လိုက်ရပါတယ်။ Eve ဟာခဏတာတော့သူမရဲ့ငယ်ဘဝကိုလွမ်းဆွမိသွားပါတယ်။သူမကော်ဖီတစ်ခွက်မာယူခဲ့ပေမဲ့ဆိုင်ထဲကလူတွေကဆိုင်ပြင်ပကိုထွက်ခွာသွားလို့တခုခုတော့မာရွေးနေပြီဆိုတာသိလိုက်ရပါတယ်။ရုတ်တရက်ငတိတယောက်ဆိုင်ထဲဝင်လာပြီး Eve ကိုတိုက်ခိုက်တာကြောင့်ဆိုင်အကူကောင်မလေးကတစုံတစ်ယောက်ထံဖုံးဆက်ပြီးအကူအညီတောင်းခံခဲ့ပါတယ်။ငတိကိုရှင်းလင်းပြီးနောက် Eve ဟာပုံးကွယ်ဖို့အပေါ်ထပ်ကိုအမြန်ပြေးတက်ခဲ့ရဓာတ်တက်လက်ကင်ထားတဲ့အဲ့ဒီဆိုင်အကူမာလေးနဲ့တိုးပါတော့တယ်။ဆိုင်အကူမာလေးကသူမကိုဓာတ်နဲ့အတင်းထိုးပါတယ်။ဒါကြောင့်စပွဲထိုးတွေကိုရင်ရင်ကြီးကြီးဆက်ဆံကြပါဓာတ်နဲ့အတင်းထိုးခံရနိုင်ပါတယ်။
Eve ကသူမရဲ့ဓာတ်ကိုအလွယ်တကူလူယူပြီးတော့ပိတ်ထားလိုက်ပေမဲ့အပြင်မှာတော့လူတွေဟာတပြုံကြီးရောက်ရှိလာနေခဲ့ပါပြီ။ရွာလုံးကျရွာသားအားလုံးဟာအဲ့ဒီဂိုင်းရဲ့အဖွဲ့ဝင်တွေဖြစ်နေတာပါ။ဂိုင်းချုပ်ကြီးချန်ဆယ်လာကအတန်ချဲဆက်ကနေကြေညာချက်တစ်ခုထုတ်ပြန်လိုက်ပြီးဦးဩတန်တွေမိလာခဲ့တဲ့နောက်မှာတော့ရွာသားအားလုံးကလက်နက်မျိုးစုံကိုကင်ဆောင်ပြီးတိုက်ခိုက်လာကြပါတော့တယ်။ Eve ကအစွမ်းကုန်တိုက်ခိုက်ခဲ့ပေမဲ့ Wonder Woman မဟုတ်တော့မောပန်းပြီးဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။လီနာဟာ Eve ရဲ့လက်မောင်းကတက်တူးကိုစစ်ဆေးကြည့်လိုက်တဲ့အခါသူမဟာ Raska Roma ရဲ့အဖွဲ့ဝင်တယောက်ဖြစ်နေတာကိုအတည်ပြုနိုင်ခဲ့ပါတယ်။သူမကမညာမတာမင်းသမီးချောချောလေးကိုထပ်ရိုက်လိုက်တော့တတိမေ့သွားပါတယ်။ဒီလီနာကိုတော်တော်တင်းလာပြီနော်။ ချန်ဆယ်လာဟာသူ့ရဲ့မြေးမအရင်အဲလာနဲ့စကားပြောနေခဲ့ပါတယ်။သူကသူမရဲ့ဖခင်ဟာသူတို့ကိုတစ္ဆာဖောက်ပြီးအဲလာကိုခေါ်သွားဖို့စူးစမ်းခဲ့တာကိုရှင်းပြခဲ့ပေမဲ့အဲလာကတော့အဲ့ဘဲကြီးကိုအယမ်းမုန်းတယ်လို့ပြန်ပြောခဲ့ပါတယ်။ Eve နိုးလာတဲ့အခါဆရာကြီးခေါင်းကျုပ်ချန်ဆယ်လာရဲ့ရှေ့ရောက်နေတာကိုတွေ့လိုက်ရပြီးဘဲကြီးကသူမကိုဘာညာစစ်ဆေးပါတော့တယ်။သူကအရင်တုန်းကသူတို့ခေါင်းနဲ့ Raska Roma ကြားမှာငင်းချမ်းရေးယူထားမှုကြောင့်အခုတော့ Eve လို့အကုန်ပြတ်သွားပြီလို့ပြောခဲ့ပါတယ်။ Eve ကဒါဟာကိုဟာကိုလောက်တာလို့ပြောပေမဲ့ချန်ဆယ်လာကအန်ကယ်ကတော့နိုးပါဆိုပြီးပြောပါတယ်။ ဒေါသထွက်သွားတဲ့ Eve ကဘဲကြီးကိုသူမရဲ့ဖခင်ကိုတတ်ခဲ့တဲ့လူသက်သမားကြီးလို့ဆွတ်ဆွဲလိုက်တဲ့အခါဘဲကြီးကကောင်မလေးကဟာဗီယာရဲ့သမီးဖြစ်နေမှန်းသိသွားပါတယ်။သူကလီနာကိုတီးတန့်ခေါ်ထုတ်ပြီး Eve လီနာရဲ့ညီမအရင်ဖြစ်နေကြောင်းဖွင့်ဟလိုက်ပါတော့တယ်။လီနာတယောက်ဘာမှပြန်မပြောနိုင်ခင်မှာပဲ Eve ရုတ်တရက်တနက်အမှုပညာတွေတုံရှေ့ပြန်နောက်ပြန်ရှေ့လိမ့်နောက်လိမ့်ဘေးတိုက်လှိမ့်ပစ်ခတ်ပြီးလူအများအပြားကိုလက်ဆတတ်ပစ်လိုက်တယ်။ဘဲတပွေးက Eve ကိုပြစ်ဖို့စ조사တဲ့အခါလီနာကအဲ့ဒီဘဲကိုပြစ်တက်လိုက်တာကြောင့်သူမရဲ့ညီမဖြစ်သူထွက်ပြေးနိုင်ခဲ့ပါတယ်။လီနာကနောက်ကနေအမိလိုက်လာခဲ့ပြီး Eve ကလီနာကိုတနက်နဲ့ချိန်ထားတဲ့အချိန်လီနာကသူတို့ကညီအမအရင်နေဖြစ်ကြောင်းဖွင့်ပြောလိုက်ပါတယ်။လီနာကဖခင်ဖြစ်သူဂိုင်းကိုတစ္ဆာဖောက်ခဲ့တာကြောင့်သူတို့ရဲ့မိခင်ကအသက်နဲ့ရင်းပြီးပေးဆက်ခဲ့ရတာလို့ရှင်းပြပါတယ်။ဒါပေမဲ့ Eve က Daddy Girl ဆိုတော့ဖခင်ဖြစ်သူကိုကာကွယ်ပြောဆိုပြီးသူကမှန်ကန်တဲ့အရာကိုလှုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။ဆရာကြီးဂိုင်းချုပ်ချန်ဆလာညီမနှစ်ယောက်လုံးကိုတပ်ပစ်ဖို့အမိန့်ပေးလိုက်ပါတော့တယ်။ညီမနှစ်ယောက်စီကိုလက်ပစ်ပုံးတွေဆက်တိုက်ပစ်တာကြောင့်သူတို့လုံးလုံးပြင်းထန်တဲ့ဒဏ်ရာတွေရရှိသွားခဲ့ပါတယ်။လီနာကသူမညီမလေးကိုနေ့တိုင်းတတိယနေခဲ့ကြောင်းဖွင့်ပြောရင်းနဲ့ပဲ Eve ရဲ့လက်ထဲမှာတိတ်ဆုံးသွားခဲ့ရပါတယ်။ Eve ဟာဒေါသတွေအဆုံးစွန်ထိပောက်ကွဲသွားပြီးသူမကိုတတ်ဖို့လာကြတဲ့ငတာတွေကိုပိုဆိုးပတ်ဆက်ကျုံးတာပေါ့။သူမဝေါ်ကီတော်ကီတစ်လုံးကိုယူလိုက်ပြီးချန်ဆယ်လာကိုလှမ်းပြီးလေတိုက်ပါတယ်။ဒီသတင်းကြောင့်ဘေးကြီးကတုံလှုပ်ပြီး Raska Roma ရဲ့ဒါရိုက်တာထံချက်ချင်းဖုန်းဆက်ပြီးကလေးကြီးလိုငိုပြီးတိုင်ပါတော့တယ်။ဒါရိုက်တာက Eve ဟာသူ့လှုပ်ချင်တာလုပ်နေတာဖြစ်ကြောင်းချော့ပြောပေမဲ့ချန်ဆယ်လာကတော့ဒါကိုဂယုမဆိုင်ပဲမိန်းမကြီးလိုစိတ်ကောက်ပါတော့တယ်။ဒါရိုက်တာကနားကြီးပြီး Eve ကိုတတ်ဖို့အတွက်ဂန်ဒဝင်မြောက်ဂျုံးဝစ်လွှတ်ပေးမယ်လို့ပြောပါတယ်ချန်ဆယ်လာကလည်းဘသူမှဝင်ရောက်မဆွတ်ဖတ်ကြဘူးနဲ့ဝင်ပလွေကိုပဲသူ့ရဲ့သားကောင်ကိုအမိအယအမဲလိုက်ခွင့်ပေးလိုက်ပါဆိုပြီးတရွာလုံးကိုကြီးညာချက်ထုတ်ပြန်လိုက်ပါတယ်ဂျုံးဝစ်ဟာရွာထဲကိုရောက်ရှိလာခဲ့ပြီး Eve နဲ့ထိတိုက်ရင်ဆိုင်တွေ့ရပါတယ်သူကသူမကိုသူ့နောက်ကိုလိုက်ခဲ့ပြီးအသက်ရှင်မလားသို့မဟုတ်ဒီနေရာမှာပဲနေပြီးတေမလားဆိုပြီးမိတယ်ဒါပေမဲ့ဖခင်အတွက်ကလဲစားချေခြင်းနဲ့စိတ်ကြောင့်သူမငင်းဆန်ခဲ့ပါတယ်သူမရဲ့ဆန္ဒကိုမြင်သွားတဲ့ဂျုံဝစ်ကညတန်းကောင်အချိန်ထိသူမကိုအချိန်ပေးဖို့သဘောတူလိုက်ပါတယ်။သူမမှာမိနစ်30တာအချိန်ရမှာဖြစ်ပြီးအဲ့ဒီအချိန်ကြော်လွန်သွားရင်တော့သူချမ်းသာပေးမှာမဟုတ်ဘူးလို့ဆိုရ Eve ကလည်းသဘောတူခဲ့ပါတယ်။ချန်ဆယ်လာဟာဂျုံဝစ်ကကောင်မလေးကိုလှုပ်ပေးလိုက်တယ်ဆိုတဲ့သတင်းကိုကြားပြီးရွာသားအားလုံးကိုသူမကိုရှာဖွေပြီးတပ်ပစ်ဖို့အမိန့်ပေးလိုက်ပါတယ်။မမ Eve ဟာလူသက်သမားတွေရဲ့အိမ်တွေထဲကိုဝင်ရောက်ပြီးလှလှပပအကွက်တွေနဲ့တယောက်ပြီးတယောက်တုတ်တင်ရှင်းလင်းခဲ့ပါတယ်။နောက်ဆုံးမှာရွာရဲ့လက်နက်တွေတင်စီထားတဲ့လက်နက်တိုက်ကိုရောက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲလမ်းမတွေပေါ်မှာသူမကိုတားဆီးဖို့အတွက်ရွာသားအမြောက်အများဟာလှိုင်းလုံးကြီးတစ်ခုလိုဝင်ရောက်လာကြပါတယ်။ Eve ဟာရှိသမျှလက်နက်တွေကိုသုံးပြီးအချစ်ဟာကန်းဆက်အချစ်ဟာကန်းဆက်တို့ဟာရေလိုင်းလေးပေါ်အချစ်ရဲ့ရေလိုင်းလေးပေါ်အချစ်ရဲ့တချင်းကိုဆိုပြီးအားရပါရဆွဲပါတော့တယ်။ချန်ဆလာရဲ့လူတွေကအန်ဒီရဲ့များလုံးတာကြောင့်ဘဲကြီးကိုနောက်ဆုတ်ဖို့အကြံပြုကြပါတယ်။ဒါပေမဲ့သူကဗီလိန်တွေထုံးစံတိုင်းမန်တက်ပြီးတော့မသွားနိုင်ဘူးဆိုပြီးပြောပါတယ်။အခြားတစ်ဖက်မှာတော့ Eve ဟာမီးမုတ်ဆက်တစ်လက်ကိုကင်ပြီးတိုက်ခိုက်လာသူများကိုမီးလောင်တိုက်သွင်းပလိုက်တယ်။သူမဟာဂိုင်းရဲ့အန်ဒီရဲ့အရှိဆုံး Tex ကိုသတိပြုမိသွားပါတယ်။ Tex ကလည်းမီးမုတ်ဆက်တစ်လက်ကိုကင်ထားပါတယ်။သူတို့နှစ်ယောက်ဘသူကပိုကြာကြာနဲ့ပိုဝေးဝေးမှုန့်နိုင်မလဲဆိုတာပြိုင်ဆိုင်ကြတယ်။သူတို့နှစ်ယောက်လုံးကအကျိတ်နဲ့ပြိုင်ဆိုင်ကြပေမဲ့ဘသူမှပိုတာအောင်မမှုန့်နိုင်ပဲအားချင်းတူညီပြီးတည်ကြသွားပါတယ်။ Eve နောက်ဆုံးမှာတော့ထွက်ပြေးစရာလမ်းမရှိတော့ပဲတောင်းတနေရာမှာပိတ်မိသွားပါတယ်။ Das ကသူ့မကိုအပီမှုတ်တက်ဖို့လုပ်နေတဲ့ချိန်မှာပဲဂျုံဝစ်ကနင်ဂျာတယောက်လိုပေါ်လာပြီး Das ရဲ့မီးမုတ်ဆက်ကိုတနက်နဲ့လှမ်းပစ်လိုက်တာကြောင့် Das တယောက်တိတ်ဆုံးသွားခဲ့ရပါတယ်။ဒါပေမဲ့ဂျုံဝစ်ကိုရန်သူတွေကလိုက်ပါတော့တယ်။သို့တော်လည်းသူတို့ကဂန်တဝင်မြောက်ဘာဘာယာကာကိုရှင်နိုင်စွမ်းမရှိတာကြောင့်ဂျုံဝစ်ကသူတို့ကိုသူ့ရဲ့လက်တန်းလေးတစ်ချောင်းလေးနဲ့တပ်ပစ်လိုက်တယ်။ချန်ဆလာဟာသူ့ရဲ့မြေးမလေးနဲ့အတူထွက်ပြေးဖို့ကြိုးစားနေတော့ရုတ်တရက် Eve ပေါ်လာပြီးကားကိုတနက်နဲ့လှမ်းပစ်လိုက်တာကြောင့်ကာမှောက်သွားခဲ့ရပါတယ်။ချန်ဆလာဟာသူ့ကိုတတ်လိုက်ရင်တော့အခြားသောဂိုင်းဝင်တွေကသူမနောက်ကိုဆက်လက်လိုက်လံလှုပ်ကြံနေဦးမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ Eve ကတော့တော်စမ်းပါဆိုပြီးလှပတဲ့အကြည့်တစ်ချက်နဲ့ပဲဘေးကြီးကိုပြစ်တက်လိုက်ပါတော့တယ်။
Eve ဟာကောင်မလေးအဲလာနဲ့ပြန်လဲဆုံတွေ့ခဲ့ပြီးပျက်စီးယိုယွင်းနေတဲ့စစ်တလင်းပြင်တွေကနေအတူတူထွက်ခွာသွားခဲ့ကြပါတယ်။ဂျွန်ဝစ်ကတော့ဒါရိုက်တာထံဖုန်းဆက်ပြီးဂိုင်းချုပ်ကြီးချန်ဆလာတေးဆုံးသွားပြီဖြစ်ကြောင်းသတင်းပို့လိုက်ပါတယ်။ထိုတော်တွင် Eve ကို Winston ကမင်းကမွေဟောက်ရဲ့ခေါင်းကိုဖျက်ပစ်လိုက်နိုင်ခဲ့ပေမဲ့မွေရဲ့ကိုယ်တွေကတော့မင်းကိုဆက်ပြီးအမဲလိုက်နေအောင်ပါပဲလို့တတိပေးစကားဆိုပါတယ်။ Eva Rascaroma အဖွဲ့ကနေတက်တာပြခံလိုက်ရပြီးသူမရဲ့တငယ်ချင်းတာတီယာနာဖြောပြနေတာကိုကြည့်ရှုနေခဲ့ပါတယ်။ရှိုးမစခင်စက္ကန့်ပိုင်းအလိုမှာပဲကန်ထရိုက်စာချုပ်အသစ်တစ်ခုထွက်ပေါ်လာခဲ့ပြီး Eve ကိုဒေါ်လာ9 သန်းစုချင်းငွေထုတ်တာကိုဖုန်းထဲမှာ message ရရှိလိုက်ပြီး Eva အဆောက်အုံထဲကနေအမြန်ဆုံးထွက်ခွာသွားရင်းနဲ့သူမအတွက်အန်ဒီရတွေဟာပြီးဆုံးဖို့လိုပါသေးတယ်ဆိုပြီးဇလန်းလေးပြီးသွားပါတယ်ဗျာ နောက်ထပ် action ကားကောင်းတွေကိုဆက်လက်ကြည့်ရှုဖို့ဆိုရင် like and subscribe လုပ်ပြီးဘေးနားကခေါင်းလောင်းလေးကိုပါနှိပ်ထားပေးပါအောင်ဗျာအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်